ဒီအချိန်မှာတော့သူတို့ရှေ့ကိုလူတစုလာရောက်လာတယ်။ "Okay အားလုံး ready ဖြစ်နေပြီလား"လို့သူတို့ကစတင်မေးတယ်။အဲ့ဒီအခါမှာတယောက်ကပြောတယ်။ဒီမှာဘာတွေဖြစ်နေတာလဲ။ဒါပေမဲ့ခဏအကြာမှာပဲ။ရက်လိုက်အဲ့လိုအဖေကအော်တယ်။လမ်းလျှောက်နေတာလဲတာမန်လိုပဲ။သူတို့ကမိန်းကလေးတွေကိုကြည့်ပြီးမင်းတို့မှာ3ယောက်လားလို့မေးတယ်။ဒါပေမဲ့တယောက်ကပြန်ဖြေတယ်။3ယောက်မဟုတ်ဘူး။8ယောက်နီးပါးရှိတယ်။ထို့နောက်သူတို့ကမေးခွန်းထပ်မေးတယ်။မင်းကဘာလို့မြောက်ဘက်မှာမရှိတာလဲဖာ။သူကပြန်ပြောတယ်။ငါကစစ်တပ်အတွက်အဝတ်စားအစားအသောက်တွေစီမံရတယ်။နောက်ပြီးထွက်ပြေးတဲ့သူတွေကိုလည်းလိုက်ရှာရတယ်။ဒါပေမဲ့တယောက်ကစိုးရိမ်ပြီးပြောတယ်။ငါမလုပ်ချင်ဘူး။သူတို့ငါ့ကိုတတ်မယ်။အဲ့ဒီအခါမှာတယောက်ကတင်းတင်းပြောတယ်။တနက်ကဘသူကဆွဲထားလဲဆိုတာမသိဘူး။တခါတည်းပြစ်လိုက်ရင်ပြစ်လိုက်တာပဲ။အချိန်တစ်ခုပြီးတော့ပြန်လာတည်ငြိမ်နေကြအဲ့လိုပြောတယ်။ပြီးတော့ကောင်းတယ်မိန်းကလေးတွေကောင်းတယ်လို့အားပေးလိုက်တယ်